အော်ရာတွေရောအိမ်လုံးတီရောမအားတာနဲ့ကျူတူရီရဲ့လေးတောင်မှမတင်ဖြစ်ဘူးကွယ်အရင်တစ်ခေါက်ကတော့နေစီဘူးလုံနီးလေးကိုတင်မိခဲ့တာပေါ့နော်အခုကတော့ဒီလိုနေစီပွင့်လုံနီးလေးကိုတင်မိသွားမှဖြစ်ပါတယ်ဒါလေးရတယ်လိုက်လို့လွယ်တဲ့အထဲမှာပါတယ်ပေါ့နော်အဲ့တော့သုံးထားတဲ့ဖဲကတော့ဒီမှာတလက်မဖဲကိုသုံးထားပါတယ်ဖြန်းမဲ့အတိုင်းတာကြတော့ကိုသုံးတဲ့ဖဲကိုမှနှစ်ဆခွဲပေါ့နော်ဥမာတလက်မဖဲဆိုရင်တော့နှစ်လက်မခွဲဖြတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကိုသုံးတဲ့ဒီအပွင့်ပေါ်မူတည်ပြီးတော့မှပွင့်ချက်လေးတွေကိုကြိုက်တယ်လို့ထည့်လို့ရပါတယ်ဒီမှာတော့အလုံးပေါင်း12ခုသုံးပြီးတော့မှလုပ်ပြပေးသွားမှာပါတော့ခောက်မယ်ဆိုရင်ကြတော့ဒီဖဲရဲ့အလှတဲ့ဘက်ကိုအပြင်မှာထားမယ်ပြီးရင်အတွင်းဘက်ကိုအခုလုပ်ပြသလိုမျိုးခောက်ပြရပါမယ်ဒီလိုဖျားလေးနဲ့ညီအောင်ခောက်မယ်ပေါ့နော်ပြီးရင်တော့ကိုခောက်ထားတာလေးပြုတ်ထွက်မသွားအောင်လို့မိချစ်လေးနဲ့ညှိပြီးတော့မှထိန်းပေးပါမယ်ဒါလေးပြန်မပြုတ်အောင်တော့ကြည့်ပြီးပေါ့နော်ပြီးရင်ခြံတဲ့တစ်ဖက်ကိုလည်းဒီလိုလေးပဲခောက်ပြီးတော့မှမိချစ်လေးနဲ့ထိန်းပေးပါမယ်ဒါဆိုပထမတစ်ဆင့်ခောက်တာပြီးသွားရင်ပေါ့နော်ခြံတဲ့ဖဲလေးတွေလည်းအိုက်တိုင်းလေးပဲအကုန်လုံးခောက်ပေးပါမယ်ဖဲလေးတွေအကုန်လုံးခောက်ပြီးသွားပြီဆိုရင်နောက်တစ်ဆင့်ထပ်ပြီးတော့မှခောက်ပါမယ်ခောက်တဲ့ခါကျရင်ခုနပထမခောက်တာနဲ့ဆန့်ကျင်ဘက်ပြန်ပြီးတော့မှထပ်ဝက်ခောက်ပြရမှာပါဒီလိုလေးပေါ့နော်ပြီးရင်မိချစ်လေးနဲ့မပြုတ်အောင်လို့ထိန်းပေးပါမယ်ဒီကျန်တဲ့တစ်ဖက်ကိုလည်းအဲ့တိုင်းလေးပဲခောက်ပြီးမယ်ပေါ့နော်ခောက်တဲ့ခါကျရင်ခုနခောက်ထားတဲ့ဟာရဲ့တဝက်ဖြစ်ရမှာပေါ့နော်တဝက်ညီနေရမယ်ဒီတိုင်းလေးပေါ့ဒီပြီးရင်တော့ဒါလေးကိုမိချစ်လေးနဲ့အနာလေးပြန်တက်ပြီးတော့မှထိန်းပေးပါမယ်ဒီတိုင်းလေးပဲကျန်တဲ့ပွင့်ချက်လေးတွေကိုလည်းအဲ့တိုင်းလေးခောက်ပေးပါမယ်ပွင့်ချက်လေးတွေကတော့ကိုလှုပ်ချင်တဲ့ပန်းပွင့် site ပေါ်မူတည်ပြီးတော့မှသုံးပြရမှာပေါ့နော်အပွင့်ကြီးကြီးလို့ရှိရင်တော့ပွင့်ချက်များများလေးသုံးပြရပါမယ်အနေတော့ site လေးဆိုရင်တော့ပွင့်ချက်လေးတွေကိုလည်းနည်းနည်းပဲသုံးပြရပါမယ်အကုန်လုံးခောက်ပြီးသွားပြီဆိုရင်ဒီခောက်ထားတဲ့ပွင့်ချက်လေးတွေကိုအကုန်လုံးတွဲပြီးတော့မှကော်နဲ့ကပ်ပေးပါမယ်ကပ်တဲ့ခါကျရင်အခုခောက်ထားတဲ့နေရာလေးပေါ့နော်ဒီဘက်လေးပေါ့ဒီလိုခောက်ထားတဲ့အခောက်ရလေးပေါ်မှာတစ်ခုချင်းစီထပ်ပြီးတော့မှကော်လေးနဲ့ကပ်ပြီးပါမယ်ဒါတော့ကိုလှုပ်ထားတဲ့ပွင့်ချက်တွေအကုန်လုံးကိုကပ်ပြီးရမှာပါခုဆိုရင်တော့ပွင့်ချက်လေးတွေအကုန်လုံးကိုတွဲပြီးတော့မှကပ်ပြီးသွားပြီပေါ့နော်ကပ်ပြီးသွားရင်ဆိုရင်တော့စပြီးတော့မှနေစီပွင့်လေးခောက်ပါတော့မယ်တခုရှိရာတချို့ကျတော့ဒီရိုးတန်လေးတွေနဲ့ခောက်တာမျိုးတွေဆိုရင်တော့ဒီရဲ့အစမှာစပြီးတော့မှဒီရိုးတန်လေးတွေနဲ့ကိုပေါ့နော်ကော်နဲ့တွဲကပ်ပြီးတော့မှခောက်သွားမယ်ပေါ့နော်ဒါကတော့ရိုးတန်ထည့်ခြင်းတဲ့သူကဒီလိုမျိုးနီးလေးကိုသုံးလို့ရပါတယ်ဒီမှာတော့ရိုးတန်မထည့်တဲ့အတွက်ကြောင့်မို့စပြီးတော့မှခောက်မယ်ခောက်တဲ့ခါကျရင်အတွင်းပိုင်းလေးကိုအဖူးပုံစံလေးလိုချင်တာဖြစ်တဲ့အတွက်စခောက်တဲ့ခါကျရင်အဖူးပုံစံလေးရအောင်လို့နည်းနည်းလေးပေါ့နော်အခုပြထားသလိုမျိုးလေးအပေါ်ကနေပြီးတော့မှခောက်ပြီးတော့မှအတွင်းပိုင်းကိုလိပ်ပြီးတော့ခောက်ပေးပါမယ်ဒါတော့ဒီအလဲအတွင်းလေးမှာအဖူးပုံစံမျိုးလေးလိုချင်တာဖြစ်တဲ့အတွက်ဒီလိုလေးခောက်ပေးတာပါပြီးရင်တော့ကျန်တဲ့ဒီဘက်တွေကိုဒီလိုကော်လေးတူပြီးတော့မှအတွင်းခေါက်လေးဖြည်းဖြည်းချင်းလိပ်ပြီးတော့မှခောက်သွားပေးပါမယ်
အဲဆိုအဖူးပုံလေးပုံစံဖြစ်သွားပြီပေါ့နော်ပြီးရင်အဲ့ဒီတိုင်းကိုအကုန်လုံးကော်လေးနဲ့ကပ်ပြီးတော့မှခောက်ပေးသွားပါမယ်ဒါတော့ပွင့်ချက်များလေအပွင့်ကြီးလေပွင့်ချက်နေလေအပွင့်သေးလေဖြစ်မှာပေါ့နော်အဲ့တော့ဒါကတော့ဒီတစ်ခုတည်းမှာပဲနင်းစီဖူရောနင်းစီပွင့်မှာတစ်ခါရေးလောက်လိုက်တဲ့ပုံစံမျိုးပေါ့အဲ့တော့ရှိကျူတူရီယယ်မှာလောက်ပြထားတဲ့နင်းစီဖူကိုမှဒီလိုနင်းစီပွင့်လေးဘေးကနေအခုလိုလေးဆက်ပြီးတော့မှကတ်သွားပြီးတော့လုံရင်လည်းရပါတယ်အဲ့လိုမျိုးဆိုရင်တော့နင်းစီပွင့်လေးကပို့ပြီးတော့ထဲပြီးပို့လာမှာပေါ့နော်ဒီနင်းစီလေးလောက်တက်သွားပြီဆိုရင်ရင်မွေးနင်းစီလေးတွေကိုပတ်စံကုန်ခံပြီးတော့ဈေးကြီးပေးပြီးဝယ်စရာမလိုတော့ဘူးပေါ့နော်အဲ့တော့ဒီဟာလေးကိုပဲကိုယ်အိမ်မှာရှိရရင်မွေးလေးစွန့်လိုက်ဒါရင်မွေးနင်းစီလေးဖြစ်သွားရောအဲ့တော့ရောင်စုံလေးလုံပြီးတော့မှတုံးရင်ပိုတော့မှလှပါတယ်အဲ့ဒါဆိုရင်အနာတက်လေးကပ်ပြီးသွားပြီအဲ့ဆိုရင်တော့နင်းစီဖူနင်းစီပွင့်လေးရသွားပြီပေါ့နော်လွယ်တယ်တာကြီးပညာသားပါတဲ့ထဲမှာလည်းမပါဘူးပေါ့နော်အဲ့တော့အားလုံးလိုက်လုပ်ကြည့်လို့လွယ်မယ်လို့ထင်ပါတယ်နားမလည်တာရှိရင်လည်းမေးပြီးလို့ရပါတယ်နောက်ထပ်လည်း tutorial လေးတွေကိုထပ်ပြီးတော့မှတင်ပေးသွားပါဦးမယ်ရှင်အားလုံးကျေးဇူးပါ